ကျွန်တော်ဒီကင်းတဲ့အကြောင်းလေးကိုနည်းနည်းလေးရှင်းပြမယ်နော်ပထမတော့ကလည်းကင်းတဲ့အကြောင်းလေးနည်းနည်းရှင်းပြပေးဦးပါတယ်ကျွန်တော်ဒီကင်းတဲ့စီဝါကင်းတဲ့အကြောင်းလေးကိုနည်းနည်းထပ်ပြီးရှင်းပြပေးမှာပါတိုင်မင်ချင်းကြီးလေးပါပဲကျွန်တော်တော့ဘာမှမဟုတ်ပါဘူးเนาะအခဏခဏကြိုးလို့ဆိုပြီးကျွန်တော်သွားပြင်ပေးခဲ့တာဒါလေးကိုဒီအရှိကနောက်မှလည်းကျွန်တော်တင်ခဲ့ပူပါဒီကင်းဆက်လေးရဲ့ဗီဒီယိုအတိုင်းလေးပေါ့ဒါကတော့ကျွန်တော်တို့အသေးကံပေါ့နော်အသေးကံကြောင်းလေးကိုကျွန်တော်နည်းနည်းလေးရှင်းပြပေးခြင်းပါတယ်ဒီတော့ကကျွန်တော်နောက်မှတင်ခဲ့ရရှိဒီအသေးကံကြောင်းတော့မပါခဲ့ပါဘူးဒါပေမဲ့အခုအသေးကံကြောင်းလေးကိုကျွန်တော်နည်းနည်းလေးရှင်းပြပေးခြင်းလို့ကျွန်တော်ရဲ့ညီကိုတွေလည်းဒီအသေးကံကြောင်းလေးကိုတီးပြီးတဲ့လူတွေများလည်းအားလုံးကြော်သွားပေးပါမသိတဲ့လူတွေများလည်းကြည်ကားပေးပါနော်ကျွန်တော်ဆရာကြီးတော့မဟုတ်ပါဘူးအကုန်လုံးသိအောင်လို့ကျွန်တော်နားလေတဲ့လောက်လေးတွေရှင်းပြပေးနေရတူပါအဲ့ဒီခဏခဏထောက်ကျိုးလို့ဆိုပြီးကျွန်တော်တွားပြင်ပေးခဲ့တာခင်ဗျာဟို user name မှာကျွန်တော်တွားပြင်ပေးခဲ့တယ်အခုကျွန်တော်အဲ့အသေးကံကြောင်းလေးကိုကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်ဒီအသေးကံကဒီလိုအကအကြဆုံးအချိန်မှာအကဒီဂရီအဆောင်လေးနည်းနည်းလေးပဲစောင်းအောင်ပါပေါ့နော်ဒါပေမဲ့သူကအရင်ကြီးစောင်းလွန်နေအရင်ကြီးစောင်းလွန်နေတယ်အရှိကလူတွေကတော့ဘယ်လိုပြင်သွားလဲမသိဘူးပေါ့နော်တယောက်နဲ့တယောက်ကကြတော့ချင်းမုံချင်းကြီးမတူဘူးတမတ်တဲမတွက်ထားနဲ့အဲ့လိုမျိုးချင်းတဲ့ခါကျရင်ကြောသင်းတွေတခြားကြည့်ပါအကွာဝေးတခြားကြည့်ပါလူပေါ်အကွာဝေးကိုတာမင်ချိန်တော့ပဲလို့လူပေါ်အကွာဝေးအတိုင်အတင်ချအဲ့ဒါကိုတစ်ချက်အရင်ကြည့်ကင်းသက်ချိန်တော့မယ်ဆိုရင်အဓိကကြည့်ရမှာလူပေါ်အကွာဝေးကိုရင်ကြည့်အသေးခံကြည့်ပေါ့နော်အဲ့နဲ့လူပါနဲ့ဆိုရင်ကျွန်တော်တို့3မီလီအကွာဝေးလောက်ထားရမယ်ပေါ့နော်ဒါပေမဲ့ဒီကောင်အရင်ကက်လွန်နေပြီလားအရင်ကက်လွန်ရင်ခြေခဏခဏပြက်မယ်3မီလီအကွာဝေးလောက်တော့ရှိမယ်ပေါ့နော်ကျွန်တော်ပြင်နေတဲ့အချိန်မှာကျွန်တော်အတမထဲတာမိပါဘူးဒါပေမဲ့အခုကျွန်တော်ပြီးနောက်ခံအတန်လေးနဲ့ပြန်ပြီးပြောပေးနေပါတယ်နော်3မီလီကွာဝေးထောက်ထားပြရမယ်ပေါ့နော်ဒါပေမဲ့ဒီကောင်က3မီလီကွာဝေးမရှိဘူး2မီလီလောက်ပဲရှိတယ်ပေါ့နော်3မီလီလောက်ရှိရင်အကြိုင်ဘာလို့တင်လဲဆိုတော့ကျွန်တော်အတိုင်လေးချပေးရမယ်ပေါ့အတိုင်လေးချပေးရမယ်ဒီကွာဝေးလေးကိုချိန်ပေးရမယ်ပေါ့နော်ကွာဝေးလေးကိုချိန်ပြီးတော့မှအတိုင်လေးရင်ကစားကြည့်ပေါ့တမတ်သေးတော့မတွက်ထားနဲ့ပေါ့ဟိုလူကတော့3မီလီချိန်သွားတယ်ငါလည်း3မီလီချိန်မယ်အဲ့လိုမဟုတ်ဘူးခင်ဗျကိုက4မီလီချိန်ခြင်းတယ်ဆိုလဲချိန်5မီလီချိန်ခြင်းတယ်ဆိုလဲချိန်2မီလီနဲ့ကပ်ပြီးချိန်ခြင်းတယ်ဆိုလဲချိန်ရတယောက်နဲ့တယောက်ကယူဆခြင်းလဲဟိုကဲမှကြတော့ဆက်မှကြတော့ဘယ်သူမှတော့ဆရာရည်လို့တော့မဟုတ်ဘူးပေါ့နော်အကုန်လုံးနားလေသလိုဟိုအတွေးခေါ်ပေါ်မူတည်ပြီးတော့အမျိုးမျိုးချိန်လို့ရတယ်ပေါ့နော်ဒီလူပါနဲ့အဲ့နဲ့ဆိုရင်3မီလီအကွာဝေးရှိတယ်အခုကျွန်တော်ပြမှာကဒီအဲ့ဒါအစင်းမှာကြောသင်းပေါ့နော်ကြောသင်းလေးကြတဲ့ချိန်လို့ကျွန်တော်ပြတာကြောသင်းကြောင့်အရန်ဝေးလုံးနေသိလားအရန်စောလုံးနေတယ်ကျွန်တော်အကြနေတဲ့အချိန်မှာအရန်စောလုံးနေဒါမဲ့စောလုံးနေတယ်ဆိုတော့လေဒီကောင်ကြီးကအရန်စောနေတာပါကွာဆိုပြီးတော့လေအဲ့လိုမျိုးမတွက်ထားပါနဲ့တမတ်သေးကိုလည်းတွက်ပြီးမချိန်ပါနဲ့နီးလန်းပေါင်းတော့အများကြီးနဲ့ချိန်လို့ရတယ်ပေါ့နော်ကိုကအတိုင်ကိုတင်းလာအတိုင်ကိုချတင်လာအဲ့လိုမျိုးလေးပုံမူတည်ပြီးတော့ချိန်ပေါ့ဒီကောင်ကကြတော့ကျွန်တော်ဒါ wiper တန်းပေါ့နော်9ပင်နေပါချိန်မယ်ဆိုတော့ပေါ် wiper ပေါ့ပေါ်လည်းအလားအောက်ကိုလည်းဟို wiper ချိန်နဲ့တင်အဲ့ဒါ wiper တန်းလို့ခေါ်တယ်ပေါ့နော်အဲ့ wiper တန်းကိုကျွန်တော်ကအသုံးချောင်းနဲ့ချိန်ရမှာအသုံးချောင်းနဲ့ချိန်မယ်ဆိုရင်အရင်ဦးဆုံး wiper မချိန်ခင်3ပင်ကိုချီအလှထွက်အသေးခံချိန်တဲ့အခါကျရင်ကျွန်တော်ပြောသလိုပေါ့ဒီဂရီအဆောင်ကလေးပေါ့နော်ကျွန်တော်အမှနောက်ဆုံးမှပြလိုက်ပါမယ်ဒါအသေးခံချိန်နေတင်အဲ့ဒီဖုန်းလေးကိုဖွင့်လိုက်အဲ့ဒီဖုန်းဖွင့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ပထမဦးဆုံးစကူ short လိုက်တဲ့နေရာမှာအခုကျွန်တော် box လိုက်ထောက်ထားတဲ့နေရာမှာကျွန်တော်တို့ wiper timing ရဲ့လွှဲပုံလွှဲနည်းလေးအဲ့နေရာမှာရှိရပေါ့နော်ဟိုတွဲထားတာလေးတွေအဲ့ဒါကြတော့ပကြိုးပေါ့ပကြိုးချိန်မဲ့နေရာလေးပေါ့ကျွန်တော်ရှေ့တစ်ခေါက်မှာရှေ့မှာပြထားတဲ့ဗီဒီယိုလေးတစ်ခုရှိပါတယ်ကဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နေချင်းလောက်ပဲကျွန်တော်ပြလိုက်တာပါခင်ဗျာကျေးဇူးတင်ပါတယ်